ကျက်တရုတ်ထမင်းကျော်ပွဲ130စကိုင်းမျိုးရှင်ရှမ်းဘိုးဘွားရီတာမှာရှိတဲ့အဖိုးအဖွားများအတွက်မနက်စာအာဟာရဌာနကုသိုလ်အလှူလေးအဖြစ်တွားရောက်လှူဒန်းတဲ့အလှူမတန်းဗီဒီယိုလေးဖြစ်ပါတယ်ဗျာ။ကွယ်လွန်သူများဖြစ်ကြသောအဖိုးဦးတောင်းညွန့်အဖိုးဦးပေါက်ချွန်းနှင့်မိခင်ဒေါ်ခင်မေရီမြင့်တို့အားရည်စူး၍အဖွားဒေါ်တင်လှိုင်အဖွားဒေါ်မြသွင်နှင့်ဖခင်ဦးမောင်နိုင်တို့အားအမူထားပြီးသားမောင်ဘုံမြတ်နိုင်မောင်ဘုံမြတ်သူသမီးမဝင်းပပဆိုမဇူးဇူးဖြိုမိသားစုတို့မှာမောင်ဘုံမြတ်သူဤမွေးနေ့အထိမ်းအမှတ်အလှူလေးဖြစ်လှူဒန်းတာဖြစ်ပါတယ်ဗျာ Happy birthday ပါညီလေးဖုံးမြတ်သူရေမွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းများစွာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေပြည့်စုံပါစေဆန္ဒနဲ့ဘဝတစ်ထက်တည်းကြပြီးတော့ဖြစ်ချင်တာတွေဖြစ်ပါစေလို့သတိကာလမိသားစုကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ညီလေးမွေးနေ့မနဲ့မှာဖျားမြတ်စွာစွန့်ပန်းရည်တန်းကလူပါမွေးနေ့မနဲ့မှာရန်တန်ကစွန့်မြတ်တဲ့ငန်းစကေရမွေးနေ့မနဲ့မှာမိဘနှဖျားသလားယူချူချပါမွေးနေ့မနဲ့မှာအေးချမ်းစွာမင်္ဂလာရှိအောင်နေလိုက်ပါဓမ္မသာ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 ဘုရားနေ့သက်မွေးနေ့မင်္ဂလာမို့ချဖြစ်တော်ဒါနာပြုပါမွေးနေ့မှာနှလူချစ်စေပါဒီလာဆောက်တရားမွေးနေ့မှာအသက်ရှိကြောင်းစေပါမွေးနေ့မနက်မှာဆွေသဟာကျွေးမွေးလူရမ်းမှာမြတ်တာဘာဝနာပွားများပါစိတ်လည်းမြေချမ်းသာဓမ္မရ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 ာဘုရားနေ့သက်မွေးနေ့မင်္ဂလာမို့ချဖြစ်တော်ရာတရားချူတဲ့ရှာမိဘနှဖျားတရားတရားဖြစ်အောင်ထောက်ပံ့မှာဒီလောက်စာကမြတ်ပညာစီးဖို့ဝရအောင်ချိန်